ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ဆရာပြပြပေးမှာကတော့ရေရာလေးတစ်ခုဖြစ်ပါတယ်ရေရာလေးကတော့မိမိရဲ့ငွေကြီးအခက်အခဲဖြစ်နေတာတို့ဘာပဲလှုပ်လို့အဆင်မပြေတာတို့လူများကိုပေးစရာရှိတာတွေကြောင့်ငွေကြီးအခက်အခဲဖြစ်နေတာတို့လုပ်သမျှကိုင်သမျှလေးတွေမအောင်မြင်တာတို့ကိုယ်ကလည်းရစရာရှိတာလေးတွေကိုမရဘဲနဲ့ကြံ့ကြာနေတာတို့ဆိုရင်ဒီရေရာလေးကတကယ်စွမ်းပါတယ်ဗျာရေရာလေးကတော့ရိုးလဲရိုးရှင်းပါတယ်လောက်ကတာလည်းအမတန်မှကိုလည်းလွယ်ကူပါတယ်ဒီရေရာလေးကိုလိုက်လုပ်ခြင်းအပြင်တပတ်အတွင်းကိုတိတိတတ်တာအကျိုးထူးစေပါတယ်ဗျာငွေတွေလည်းဝင်လာစေပါတယ်အလုပ်ကိုင်တွေလည်းအဆင်ပြေပါတယ်ဒါကြောင့်မို့ဒီရေတရားလေးကိုလုပ်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုစောအောင်ကြည့်သွားကြပါဗျာဟုတ်ကဲ့လောက်ကမဲ့ပုံစံလေးကတော့တနင်္လာနေ့မနက်9:15ကနေပြီးတော့9:45အတွင်းမှာလောက်ရမှာဖြစ်ပါတယ်ဘယ်နေသားမဆိုလုပ်လို့ရပါတယ်ဗျာငွေကုန်ကြည့်ကြလဲအမတန်မှကိုလည်းတက်တာပါတယ်ရိုးလဲရိုးရှင်းပါတယ်တကယ်ကိုလည်းရိုးရှင်းသလိုလဲတကယ်ကိုလည်းအစွမ်းထပ်ပါတယ်ဗျာရေတရားလေးကိုလိုက်လုပ်ခြင်းအပြင်မိမိတို့ရဲ့ခက်ခဲတွေငွေကြေးအဆင်မပြေတာတွေငွေကြေးအကျက်တဲ့ဒုက္ခရောက်နေတာတွေဆိုရင်ဒီရေတရားလေးကတကယ်ကိုစွမ်းပါတယ်တစ်ပတ်အတွင်းကိုလည်းတိတိတတ်တာအကျိုးထူးပြီးတော့အစွမ်းတွေလည်းထပ်တူစေပါတယ်ဗျာဒါကြောင့်မို့တော့ရဲ့မိတ်ဆွေများလိုက်လုပ်ကြပါလို့တိုက်တွန်းချင်ပါရစေရေတရားလေးရဲ့လောက်ရမယ့်ပုံစံလေးကတော့တနင်္လာနေ့မနက်9:20ကနေပြီးတော့9:45အတွင်းလောက်ရမှာဖြစ်ပါတယ်စက်သွန်ကြော်ကိုလှူရမှာဖြစ်ပါတယ်မိမိတို့ရဲ့အိမ်ဖျားအခန်းဖျားလေးဗာဖျားခြင်းလေးတွေပေါ်မှာပြေပကံများပတ်ပေါ်မှာတင်ထားပြီးတော့စက်သွန်ကြော်3ခုကိုမိမိရဲ့အိမ်ဖျားမှာကတ်လှူရမှာဖြစ်ပါတယ်ကတ်လှူပြီးတယ်ဆိုတာနဲ့မိမိရဲ့ငွေကြေးအခက်အခဲဖြစ်နေတဲ့ဆိုရင်လည်းငွေကြေးအခက်အခဲဖြစ်နေတဲ့အားလေးတွေကိုရှင်ဖျားတပည့်တော်ဒီငွေကြေးအခက်အခဲဖြစ်နေပါတယ်ဆိုတဲ့အကြောင်းလေးကိုတင်ပြရမှာဖြစ်ပါတယ်ကိုကရစရာရှိတဲ့ဆိုတော့မောင်ဖြူဘဒူပေါ့သူရှိမှရစရာရှိပါတယ်ဒီစက်သွန်ကြော်လှူရတဲ့ဒါနာကုသိုလ်ကြောင့်အမြန်ဆုံးရပါစီဆိုပြီးတော့ကိုကလည်းဆူတောင်းရမှာဖြစ်ပါတယ်ဗျာကိုကပေးစရာရှိတဲ့သူတွေဆိုရင်လည်းငွေကြေးအခက်အခဲတွေတစ်ပတ်အတွင်းအဆင်ပြေပါစေဆိုပြီးတော့စက်သွန်ကြော်လှူရတဲ့ဒါနာကုသိုလ်ကြောင့်အဆင်ပြေပါစေဆိုပြီးတော့ကိုကဆူတောင်းပေးရမှာဖြစ်ရမယ်လောကမဲ့နေ့ရတော့တနင်္လာနေ့တနေ့တည်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့တနင်္လာနေ့မနက်9:20ကနေ9:45အထိပဲရပါတယ်ဗျာဒါကြောင့်မို့လိုက်လုပ်ခြင်းအပြင်မိတ်ဆွေတို့လည်းအကျိုးထူးပါတယ်တကယ်ကိုလည်းအစွမ်းလက်ထက်လို့ဆရာကတင်ပြပေးခြင်းဖြစ်ပါတယ်အားလုံးပဲလိုက်လုပ်ကြတဲ့သူများလည်းကျမ်းမာချမ်းသာကြပါစေစိတ်နှလုံးအေးချမ်းကြပါစေလို့ဆရာကတင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်